ကျွန်တော်ဇနီးကိုလူဆိုးကိုင်းတစ်ခွဲကဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်3 ရက် 3 ညတိုင်နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်ဇနီး၏အခြေအနေကိုမြင်လိုက်ရသောအခါကျွန်တော်လုံးဝထိန်းချုပ်မှုပျောက်ဆုံးသွားခဲ့သည်ဒေါသအလုံးကိုဂိုင်းကောင်းဆောင်ပေါ်ပောက်ကွဲထုတ်ပစ်ခဲ့ပြီးနောက်ဆုံးတွင်သူလဲကျသွားခဲ့သည်ထိုအချိန်တွင်ကျွန်တော်ကလက်စားချပြီးပြီဟုထင်ခဲ့သည်သို့တော်ထိုဖြစ်ကြောင့်ဂိုင်းကောင်းဆောင်၏မိသားစုကကျွန်တော်ကိုတရားစွဲဆိုခဲ့သည်တရားသူကြီးကတည်တံချမှတ်ရန်ပြင်ဆင်နေစဉ်မှာပင်ထူးဆန်းသောရှိနေတူကအခမဲ့ကာကွယ်ပေးရန်ရှေ့ထွက်လာခဲ့သည်ထိုအချိန်မှစ၍အမှုကရုတ်တရက်အလှည့်ပြောင်းဖြစ်သွားသည်လှုပ်ဝက်ဆန်းကျဲသောရှိနေကကျွန်တော်အခြေအနေသည်တာမန်မှုများနှင့်မတူဘဲအထူးအခြေအနေဖြစ်သောကြောင့်တည်တံမထိုက်တန်ကြောင်းရှောက်လဲခဲ့သည်တရားသူကြီး၏ခွင့်ပြုချက်ဖြင့်ကျွန်တော်ဖြစ်ပျက်ခဲ့သည်များကိုပြန်လည်ဖော်ပြခဲ့သည်တကယ်တော့ထိုကိုင်းသည်ကျွန်တော်ဇနီးကိုအချိန်တော်ကြာနှောက်ယှက်နေခဲ့ခြင်းဖြစ်သည်ကျွန်တော်ရဲစခန်းသို့အချိန်ချင်းတိုင်ကြားခဲ့တော်လဲဘာမှမပြောင်းလဲခဲ့ပေတနေ့တွင်ဂိုင်းကောင်းဆောင်သည်လူများစွာနှင့်အတူကျွန်တော်အိမ်သို့ရောက်လာပြီးနေရာရော်ကြီးသဘောတူညီချက်တစ်ခုကိုအတင်းလက်မှတ်ထိုးခိုင်းခဲ့သည်အမေ၏ခွဲစိတ်ကူးတမှုအတွက်ငွေလိုအပ်နေသောကြောင့်ကျွန်တော်အလျှော့ပေးရန်ဆုံးဖြတ်ခဲ့သည်သို့တော်ဇနီးကအချိန်မီတားဆီးခဲ့သည်သူမကထိုလူများသည်ရော်ကြီးတစ်ပြားတစ်ချက်များမပေးဘူးကြောင်းပြောပြခဲ့သည်ကျွန်တော်ဂိုင်းကောင်းဆောင်နှင့်အေးအေးဆေးဆေးဆွေးနွေးရန်ကြိုးစားခဲ့တော်လဲသူကချင်းချောက်မှုနှင့်အကြမ်းဖက်မှုဖြစ်တာတုံ့ပြန်ခဲ့သည်ဂိုင်းကောင်းဆောင်ကကျွန်တော်ကိုမြေကြီးပေါ်သို့ကန်ချလိုက်ပြီးရော်ကြီးတောင်းရန်တူးထောက်တောင်းပန်ခိုင်းခဲ့သည်ကျွန်တော်အလွန်မဲအဆက်ခွဲခံခဲ့ရသည်ထိုအဖြစ်များအားလုံးကကျွန်တော်၏ဂုဏ်သိက္ခာကိုအစိတ်စိတ်အမွာချိုးဖျက်ပစ်ခဲ့သည်ဒေါသထွက်လာသောကြောင့်အုတ်ခဲတစ်လုံးကိုကောက်ယူပြီးပြန်လည်တိုက်ခိုက်ရန်ကြိုးစားခဲ့သည်သို့တော်နောက်ဆုံးတွင်ကိုထိန်းချုပ်နိုင်ခဲ့သည်ဒါပေမဲ့ဂိုင်းကောင်းဆောင်ကပို၍ပင်ရက်ဆက်လာခဲ့သည်လက်မှတ်ထိုးခိုင်းရုံသာမကကျွန်တော်လေပင်ပေါ်သို့မီးလောင်နေသော secret ကိုဖိကတ်ခဲ့သည်ကျွန်တော်ထွက်ဆိုချက်ပြီးတွင်တရားလိုပဲရှိနေကကျွန်တော်ကိုစင်ခေါ်ရန်ကြိုးစားခဲ့သည်သို့တော်လှုပ်ဝက်ဆန်းကျဲသောရှိနေကဆေးဘက်ဆိုင်ရာစစ်ဆေးမှုပြုလုပ်ပေးရန်တောင်းဆိုခဲ့ပြီးအခင်းဖြစ်နေရာမှတွေ့ရှိခဲ့သော secret အပိုင်းစာကိုတက်တည်ဖြစ်တင်ပြခဲ့သည်တို့ရာတွင်အမှု၏အဓိကအလှည့်ပြောင်းမှာနောက်ပိုင်းဖြစ်ပျက်ခဲ့သောအရာများဖြစ်သည်ကျွန်တော်အဆက်ခွဲခံရသည်ကိုမြင်ပြီးနောက်ဇနီးကထိုင်ကုန်တစ်လုံးဖြင့်ဂိုင်းကောင်းဆောင်၏နောက်ကျောကိုရိုက်ချခဲ့သည်သို့တော်ထိုလုပ်ရက်ကသူ့ကိုပို၍ဒေါသထွက်စေခဲ့သည်လူဆိုးများကကျွန်တော်ကိုတစ်ပင်တစ်ပင်တွင်ချီနှောင်ထားပြီးဇနီးကိုအိမ်တွင်းသို့ဆွဲခေါ်သွားခဲ့သည်3 ရက်ကြာပြီးနောက်မှသာထိုလူများပြန်ထွက်လာခဲ့ကြသည်ဂိုင်းကောင်းဆောင်ကကျွန်တော်ကိုကျူးဖြစ်ပေးပြီးဓားမြောင်တစ်ချောင်းပေးခဲ့သည်ထို့နောက်လူဆိုးများကစက်တိုက်ရန်စပြီးကျွန်တော်ကိုအဆုံးစွန်ထိဖိအားပေးခဲ့ကြသည်ထိုအချိန်မှာပင်ကျွန်တော်ဇနီးသည်အလွန်ဆိုးရွားသောအခြေအနေဖြင့်မြေပေါ်တွင်တွားသွားရင်းထွက်လာသည်ကိုမြင်လိုက်ရသည်အချိန်တည်းမှာပင်ဆေးရုံမှဖုံးဝင်လာပြီးအမေကွယ်လွန်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်စက်တိုက်ကြရောက်လာသောထိုနှက်ချက်များကကျွန်တော်စိတ်ကိုလုံးဝကြေမွားသွားစေခဲ့သည်ဖိနှိပ်ထားခဲ့သောခံစားချက်အလုံးသည်ထိုတစ်ခဏအတွင်းပောက်ကွဲထွက်လာခဲ့သည်ထိုခဏလေးတစ်ခုကပင်ကျွန်တော်ကိုပြန်လှည့်မရတော့သောအမောင်နှက်ကြီးတဲ့သို့တွန်းပို့ခဲ့သည်ဒါဆိုကျွန်တော်လုပ်ခဲ့တာမှန်ခဲ့သလားမှားခဲ့သလား